အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လေးစိတ်မဆိုးကြီးတော့စိတ်မဆိုးကြီးဆိုတဲ့သချင်းလေးကိုကျွန်တော်ရဲ့ဂီတမှုပင်လိုက်ရေးစရာဒီအောင်ရေးပေးတာဖြစ်ပါတယ်ဒါစိတ်ခံစားပြီးပါဦး
chocolate ဖြစ်ပါတယ်စားရအောင်ယူလို့ဒီကျတယ်